ထေးသမီးလေးတယောက်ဟာကျေးလက်တော်ရွာတစ်ခုကပွဲလန်းတပင်ညစာစားပွဲကိုပထမဆုံးအကြိမ်ဖြစ်ရောက်ရှိလာခဲ့ပါတယ်။စပွဲပေါ်မှာပင်လယ်မြော့ပင်လယ်တခွားသီးနဲ့ကံပတ်အပါကောင်ဟင်းလျာတွေအပြည့်စုံပြင်ဆင်ထားတာကိုမြင်တော့သူမအံ့ဩမြင်တက်သွားခဲ့ရတယ်။ဘာလို့လဲဆိုတော့သူမတို့အိမ်မှာဆိုရင်ဒီလိုဟင်းလျာမျိုးကိုတရုတ်နှစ်တကူလိုပွဲတော်ရဲ့ကြီးတွေကြမှာပဲချက်စားလေးရှိကြလို့ပါ။ဒါပေမဲ့သူမကိုပို့ပြီးတော့အံ့အားသင့်စေခဲ့တာကဟင်းပွဲတွေဟာစပွဲပေါ်ချလိုက်တာနဲ့အကြိုင်နဲ့မျက်စိတမိတ်အတွင်းပြောင်းတလင်းခါသွားတာပါပဲ။အနာဟာဒီသူမအတွက်ဘာမှကြံတော့မှာမဟုတ်ဘူးဆိုပြီးကြောက်လန့်သွားတာကြောင့်တထေးသမီးဆိုတဲ့မမာနတွေကိုချက်ချင်းပေးဖယ်ထားလိုက်ပြီးသူမအကြိုက်ဆုံးဖြစ်တဲ့ပစုံတကောင်ကိုလှမ်းလိုက်ပါတော့တယ်။လူတွေအားလုံးစကားကောင်းနေကြစင်မှာပဲဘေးစပွဲကလူရှုပ်လူဝေတယောက်ဟာအန်နာကိုမျက်စိကျနေခဲ့ပါတယ်။စားတော့ပြီးတဲ့နောက်အန်နာတယောက်မူးသွားခဲ့တာကြောင့်ဂျက်ကသူမကိုကြောပိုးပြီးအိမ်ထိလိုက်ပို့ပေးခဲ့ရတယ်။အိမ်ထဲရောက်တာနဲ့ဂျက်လည်းပြန်သွားခဲ့ပါတယ်။အန်နာတယောက်မူးပြေလို့ရေချိုးဖို့ပြင်ဆင်နေချိန်မှာတော့သူမလုံးဝမသိလိုက်တာကအဲ့ဒီလူရှုပ်ဟာသူမအိမ်တကားဝအထိရောက်နေပြီးခိုးဝင်ဖို့အခွင့်အရေးကိုစောင့်ဆိုင်နေတာပဲဖြစ်ပါတယ်။ရုတ်တရက်အပြင်ဘက်ကတကားတော့ကိုလာကလေးနေတဲ့အတန်ကိုအန်နာကြားလိုက်ရတယ်။အန်ရရှိနေပြီဆိုတာကိုရိပ်မိလိုက်တာကြောင့်သူမဟာအဝတ်စားတွေကိုအမြန်ကောက်ဆုပ်ပြီးသူမရဲ့ဒေါ်လေးစီအသေးအတန်ဖုန်းဆက်ပါတော့တယ်။ဒါပေမဲ့ဒေါ်လေးဖြစ်သူကမာကြောင်ကစားနေတာကြောင့်ဖုန်းတန်ကိုမကြားခဲ့ပါဘူး။အန်နာလည်းအားကိုးရမယ်ဖြစ်ပြီးနောက်ဆုံးမှာဂျက်စီကိုပဲဖုန်းဆက်လိုက်ရပါတော့တယ်။ဂျက်ကသူမကိုအဝတ်စားတေးချာချာဝတ်ထားဖို့နဲ့ခုခံကာကွယ်ဖို့အတွက်အနီးနားကပစ္စည်းတစ်ခုခုကိုကင်ထားဖို့လှမ်းပြောပါတယ်ပြီးနောက်သူ့တငယ်ချင်းတယောက်ကိုရဲစခန်းစီချက်ချင်းဖုန်းဆက်ခိုင်းလိုက်ပြီးသူကိုယ်တိုင်လည်းမော်တော်ဆိုင်ကယ်ကိုအရှိန်ကုန်မောင်းကအပြေးလွှာရောက်လာခဲ့ပါတော့တယ်ဒီအတော်တွင်းမှာတော့ထိုလူဟာတော့ဖွင့်လို့မရတဲ့အစုံကြောက်ခဲတစ်လုံးနဲ့မှန်တကားကိုထုခွဲပြီးအိမ်ထဲကိုအတင်းဝင်လာခဲ့ပါတယ်အန်နာဟာကြောက်လန့်တကြားနဲ့ထောက်တနေရာမှာကပ်ပြီးတုံရင်နေခဲ့ရတယ်အဲ့ဒီလူကရုံမာတဲ့အကြံကိုအကောင့်ထဲပေါ်ဖို့လုပ်နေတော့မှာပဲဂျက်တယောက်အချိန်မီရောက်ရှိလာပြီးထိုလူကိုအိမ်ပြင်ဘက်ရောက်အောင်ဆွဲလွှင့်ပစ်လိုက်ပါတယ်အန်နာဟာကြောက်စိတ်ကြောင့်တကူလုံးတုံရင်နေခဲ့ရှာတယ်ဂျက်ကသူမကိုအဝတ်စားတွေတက်ရဖြစ်အောင်ဝတ်ဆင်ပေးခဲ့ပါတယ်ဂျက်ဟာဒေါသအလွန်မင်းထွက်သွားတာကြောင့်ထိုလူကိုမိုးရီထဲမှာတင်လက်သီးနဲ့ထိုးခြေထောက်နဲ့ကန်ပြီးပြင်းပြင်းထန်ထန်ကိုဆုံးမပါတော့တယ်အန်နာရဲ့ဒေါ်လေးကတော့ဘာတွေဖြစ်ပြနေမှန်းမသိပဲမာကြောင်ဆက်ကစားနေတော့မှာပဲထိုးချိန်မှာတော့ဂျက်ဟာထိုလူကိုပြန်မခုခံနိုင်တော့တဲ့အထိနှက်လိုက်ပါပြီအန်နာပြင်ထွက်လာတဲ့အခါဂျက်တယောက်ဒေါသလွန်ပြီးလူတက်မိသွားမှစိုးရိမ်တာကြောင့်ဂျက်ကိုအမြန်ပဲဆွဲဖယ်လိုက်ရပါတယ်မကြခင်မှာပဲရဲတပ်ဖွဲ့ဝင်တွေအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာခဲ့ကြတယ်ထိုလူရဲ့အမိဖြစ်သူကသူမသားတန်ရာတွေနဲ့ဝန်းနေနေတာကိုမြင်တော့ဂျက်စီကိုတန်းတန်းမမတ်လာပြီးပြဿနာရှာဖို့လုပ်ပါတော့တယ်ပတ်ဝန်းကျင်ကလူတွေကလည်းဘာဖြစ်မှန်းမသိကြတာကြောင့်အန်နာဟာဖြစ်ကြောင်းကုန်စင်ကိုလူအများရှိမှပဲဖွင့်ပြောလိုက်ရပါတော့တယ်လူအုပ်ကြီးလည်းထိုလူရဲ့ဆက်ဆုပ်ယွန်ရှာဖွေလုပ်ရက်ကိုတည်သွားပြီးဝိုင်းဝန်းပြတောက်ပြန်ကြပါလေရောဒါပေမဲ့ထိုလူမိကတော့တက်တေပြဖို့အော်ဟစ်တောင်းဆိုနေသေးပါပဲဂျက်ကတက်တေဟာထိုလူအိမ်ထဲမှာပဲရှိတယ်လို့ပြောတာကြောင့်ရဲတွေကတွားရောက်ရှာဖွေရအမျိုးသမီးအတွင်းခံအင်ဂျီအမြောက်များကိုတွေ့ရှိခဲ့ရပြီးအဲ့ဒီထဲမှာအန်နာရဲ့အတွင်းခံလည်းပါဝင်နေပါတယ်တက်တေတွေအထင်ရှားရှိနေတာတောင်သူတို့သားမိကအဖြစ်ကိုဝန်မခံဘဲညှင်းဆိုနေကြတော့မှာပဲအဲ့ဒီအချိန်မှာပဲအန်နာဟာထိုလူဝတ်ထားတဲ့အဝတ်စားကိုသတိပြုမိသွားပြီးလွန်ခဲ့တဲ့ရက်ပိုင်းကသူမရဲ့laptopကိုခိုးသွားတဲ့တကူမှန်ချက်ချင်းမှတ်မိသွားပါတယ်ထိုလူကဆက်လက်ညှင်းဆိုဖို့စူးစမ်းပေမဲ့ရဲတွေကလုံခြုံရေးကင်မရာအတေးမှတ်တမ်းကိုထုတ်ပြလိုက်တဲ့အခါမှာတော့တကူဟာထိုလူဖြစ်ကြောင်းအားလုံးအလင်းသားပေါ်သွားပါတော့တယ်ခိုးယူမှုပမာဏကအလွန်ကြီးမားတာကြောင့်ထိုလူတရားခံဟာအခင်းဖြစ်ပွားရာနေရာမှာတင်ပြစ်ဒဏ်စီရင်ခြင်းခံရပြီးဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်တရားခံရဲ့မိခင်ဖြစ်သူလည်းထိုနေရာမှာတင်လဲပြိုကငွေရိုစိတ်ပြတ်သွားပါတော့တယ်